你老家，ဟုတ်ပြီပါ今天要ကျွန်တော်တို့ဘာသာရေးအဆောက်အဦတွေထဲမှာရှိတဲ့ပရာလောကသားတွေအကြောင်းကျွန်တော်တို့ဆွေးနွေးတော့မှာဖြစ်ပါတယ်။အဲ့တော့ဘာသာရေးအဆောက်အဦဆိုတော့အကုန်ပါဘာသာပေါင်းစုံပါတယ်နော်။ကိုရီတီးတဲ့လောက်ပါပဲ။တီးတဲ့လောက်လေးပဲပြောပါမယ်။အဲ့တော့ဘာသာစပြောရင်ဘာသာပဲစပြောပါ မြဲတယ် brother ပဲကျွန်တော်ဒီဘာသာရေးပါဘာသာရေးအဆောက်အဦတွေထဲကပရာလောကသားတွေကြောင့်ဟုတ်ဆိုတော့ဘာသာရေးအဆောက်အဦဆိုတော့ဒါနည်းနည်းကျေပြန့်သွားပြီနော်အများကြီးပါတော့နော်ကျွန်တော်ဒီဗုဒ္ဓဘာသာအဆောက်အဦတွေပါတယ်လို့ဗုဒ္ဓဘာသာပဲဖြစ်တယ်ဗုဒ္ဓဘာသာဘုရားအကြောင်းတွေဟောဒီဘုန်းကြီးအကြောင်းတွေပါမယ်ဟောချင်းရွာဘုန်းကြီးအကြောင်းတွေမူပါချင်းရွာဘုန်းကြီးအကြောင်းတွေပါမယ်ဘုန်းကြီးအကြောင်းပါပြီးလို့ရှိရင်ဒီဖရားတွေပါမယ်နော်ဆိုတော့ကျွန်တော်တခုမေးချင်တာဗောနော်ဒါပြောချင်တာကဒီအထက်မှာဘာလို့ဒီပရလောကသားတွေနေကြတာလဲဗောနော်ဟုတ်တယ်ဖရားအတွင်းနေဖရားအကြောင်းရဲ့အတွင်းနေပြီးလို့ရှိရင်ဒီဘုန်းကြီးအကြောင်းအတွင်းနေမှာဒီပရလောကသားတွေဘာလို့ရှိကြတာလဲဗောနော်ဟုတ်တယ်ဟောဒါကျွန်တော်တို့ကဒါအခုကကျွန်တော်အခုဘာလို့ရှိကြရလဲဆိုတော့ကကျွန်တော်ကဒီမေးကြည့်တာဗောနော်ဟိုသိရလို့ရှိလို့ရှိရင်ကျွန်တော်တို့ comment မှာပြန်ပြီးတော့ပြောပြပါမယ်ကျွန်တော်သိတဲ့လောက်လဲကျွန်တော်ပြောပါလားကျွန်တော်လည်းပြန်မျှဝေပေးပါဦးဟုတ်ကဲ့ကျွန်တော်လည်းသိတဲ့လောက်လေးပြောမယ်ဒီ brother ဒီကြည့်တဲ့အကိုဒီမတွေကလည်းဟိုသိတာရှိလို့ရှိရင် comment လေးမှတ်ပြီးကျွန်တော်ပြောပြပါဦးဗျာဟုတ်ကဲ့ပါဆိုတော့ဟိုဒီလောက်ပါပဲပြီးသွားပြီလားဒါဆို brother ပြောအဲ့လိုငါပြောဟောကျွန်တော်ဒါ Christian ပေါ့နော်ဒါ Christian ချက်ကြောင်းနေဆိုလို့ရှိရင်လေဒါဖရားသခင်ရဲ့အိမ်တော်လို့ပြောကြတယ်နော်ပြီးတော့ဒါကျွန်တော်တို့ဒါဗလီတန်ပယ်တွေဆိုလို့ရှိရင်လေဒါဖရားရှင်အိမ်တော်လို့ပြောကြတယ်ဟိန္ဒူစာအုပ်တွေဆိုလို့ရှိရင်လေဒါဖရားရှင်အိမ်တော်လို့ပြောကြတယ်ကျွန်တော်ဗုဒ္ဓဘာသာဖရားတွေဆိုလို့ရှိရင်လေဒါဖရားရှင်ရဲ့ဒါမွေတော်တက်တော်တွေကျွန်တော်တို့ကဌာပနာထားတဲ့နေရာလို့ပြောကြတယ်ဒီဘုန်းကြီးကျောင်းတွေကြတော့ကျွန်တော်တို့ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေကြတော့လေဒါဆရာတော်တန်ဃာတော်တွေတကယ်သုံးတဲ့နေရာလို့သုံးလို့ကြတယ်ပြောရမယ်ဆိုတော့အကုန်ကောင်းတဲ့နေရာတွေပဲလीနော်ကောင်းတဲ့နေရာတွေမှာဘာလို့မကောင်းတဲ့ပုံသားတွေကနေနိုင်တာလဲဆိုတော့စဉ်းစားစရာပေါ့စဉ်းစားစရာပဲအဲ့တော့ကျွန်တော်တို့ဒီစာထဲမှာဖတ်ဘူးလာတော့ဗောနော်အချက်လေးတချို့တော့ရှိရပြသူတို့နေနိုင်တဲ့အကြောင်းတရားလေးဗောနော်နံပါတ်1ကတော့ဆွဲလန်းစိတ်ပေါ့သူတို့ဆွဲလန်းစိတ်ပေါ်မူတည်ပြီးတော့သူဖျားဆွဲရင်ဖျားမှာတော့ကတ်သွားတာပဲအိမ်မြောင်ဘွားနဲ့တော့တောက်တက်ဘွားနဲ့တော့တကယ်ပိတ်တာဘွားနဲ့တော့သူအဆောင်ပြစ်သွားတဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့အနှိမ့်ဆောင်ပေါ့နော်အနှိမ့်ပုံသားအဆောင်ဖြစ်သွားတာဒါလေးတခုတော့တွေ့ရပေါ့ဒါတော့အစွဲလေးနဲ့တည်သွားတဲ့လူတွေပြောတာနောက်တစ်ချက်ကကြတော့သူတို့စားမဲ့တောင်းမဲ့ဖြစ်နေတဲ့အချိန်မှာဒီဘုံเจ้าငယ်နေကြတော့ဗာပြအလူတန်းလဲပေါ်တယ်စားတော့လဲရှင်းရှင်းပဲဖြစ်တဲ့ခါကျတော့ဒီမှာရှိတဲ့စားချင်းစားကြံတွေကိုလာမျော်ကြရတယ်ဖြစ်နိုင်တယ်အဲ့ချက်နောက်တစ်ချက်ကကြတော့တေလုံမိသားလူတွေရဲ့ပစ္စည်းတွေမကောင်းကြောင်းဖို့ဘုံကြောင်းတော့ဖို့ရတယ်ကိုကဗုဒ္ဓဘာသာဆိုတော့ကိုတီးတဲ့လောက်ပဲပြောတာပေါ့နော်မကောင်းကြောင်းဖို့ဆိုတဲ့အတိုင်းပဲဒီပစ္စည်းတွေကိုဆွဲလန်းနေတဲ့ပုံကိုယ်တွေကနေထိုင်မတော်ကြင်မအောင်ဆိုပြီးဒီပစ္စည်းတွေဖတ်တိုင်းနဲ့ဒီပစ္စည်းတွေဘုံကြောင်းနဲ့ရောက်သွားတော့တို့လည်းပါသွားတဲ့ပုံစံမျိုးအဲ့လိုထင်တာပဲဗျနောက်ဆုံးတစ်ချက်ကကြတော့ဒီဘုရားတန်တရားတန်လေးကြားရင်ကျွတ်များကျွတ်လေမလားဆိုပြီးတော့တို့လာပြောကြရလဲပေါ့နော်ဒီချက်လေးအကြောင်းလို့ထင်တာပဲဗျလုံးချင်းနဲ့အသက်ရှင်ပဲဗျမျိုးအဲ့လိုတော့ထင်တာပဲအဲ့ဒါတွေကကျွန်တော်ကဟိုပြီးတော့နောက်လို့ရှိတာဒီဘာသာရေးကျွန်တော်ဒီ sorry ဒီကျွန်တော်ဒါလောဆယ်ဟောပေါ့ဖုန်းကြီးကျောင်းတွေဒီကျွန်တော်ဒီမြန်မာနိုင်ငံရဲ့ကျွန်တော်ဗုဒ္ဓဘာသာစားရစီဘုန်းကြီးကျောင်းဟိုဖရားဝင်းပေါ့နော်ဖရားကျွန်တော်တို့သိကြတော့ဗောနော်ကိုရဗုဒ္ဓဘာသာဆိုတော့ဗုဒ္ဓဘာသာရှုတော့ပါဒီရှုတော့ကျွန်တော်ပြောမှာပေါ့နော်ဆိုတော့ကျွန်တော်ဟိုတနေ့က brother ကိုပြောရမှာလားဒီဗလီထဲမှာလीသူတို့မဖတ်ရတဲ့ကျမ်းတခုရှိတယ်ဟုတ်ကဲ့မဖတ်ရဘူးလို့တော့မဟုတ်ဘောနော်ဒီကျမ်းကိုဖတ်မယ်ဆိုလို့ရှိရင်သူကအတန်ပီပီတတနဲ့ရိုးရမယ်ဖတ်ရမယ်တေချာပူဇော်ရမှာပေါ့ဗျာအဲ့လိုမျိုးဒီဘုရားရှင်ရဲ့သူတို့ဒါဗလီထဲမှာဘုရားရှင်နှုတ်ကပတ်တော်သူတို့ပူဇော်တဲ့အချိန်မှာတရေ6တာမျိုးတွေလည်းကျွန်တော်တွေ့ဘူးလေပေါ့နော်ဒါတော့ကျွန်တော်ဘာသာရေးဟိုကိစ္စကိုအရင်မပြောချင်ဘူးဒါပေမဲ့တရေ6တယ်လို့လည်းပြောတာနည်းနည်းတော့ခက်တယ်ကြာဒါဘခုံးလာတို့သွားတာCCTV မှတ်တမ်းထဲမှာပါလာလှည့်ကြည့်လိုက်တယ်ဘယ်သူမှမရှိဘူးဒီအင်ကြီးတွေစောင့်ဆွဲတာမျိုးတွေရှိတယ်ဆိုတော့နတ်ဆိုးနဲ့ပတ်သက်တဲ့ဒီနှိမ်တဲ့ဟာတွေပေါ့နော်နှိမ်တဲ့ကျန်းတွေပေါ့ခရစ်ယာန်မှာလည်းဒါတွေရှိတာပဲဖိတ်ခေါ်ပြီးတော့မှပြန်နှိမ်တာမျိုးတွေလုံးဝအမိတ်အာဏာစက်နဲ့နှိမ်တာမျိုးတွေနိုင်လို့ပေါ့နိုင်လို့ဆိုတဲ့ပုံစံမျိုးကျွန်တော်ဗုဒ္ဓဘာသာလိုပြောတော့ကတ်မွားပေါ့ဗျာအဲ့လိုမျိုးတွေဟိုဖះเจ้าငံနေထဲမှာရွတ်တဲ့အချိန်မှာဖြစ်သွားတဲ့ပြဿနာတက်သွားတဲ့ကိစ္စတွေလည်းအများကြီးရှိတယ်ဗျာဒါတခြားဘာသာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တွေ့ထားတယ်ပေါ့နော်ဖះเจ้าအခုကကျွန်တော်အခုဟောပေါ့ဒီပထမဆုံးပြောချင်တာကဒါဟိုဖះစီနေတော့ဘုရားစီတွေကျွန်တော်နောက်မှပြောမယ်လောဆယ်မှာကျွန်တော်ဘုန်းကြီးကျောင်းနဲ့ပတ်သက်ပြီးပြောကြတာနော်ကျွန်တော်ဘုန်းကြီးကျောင်းနေမှာကဒီတင်းမိုင်နေဆိုတာရှိတယ်တင်းမိုင်ရှိရည်ဒီ
တင်းမိုင် ဘုန်းကြီးတင်းမိုင် ဘုန်းကြီးတင်းမိုင်လေ ဟုတ် ဆိုတာသူကဒါကဒီအဓိကဒါတင်းမိုင်ပဲတင်ကန်းနဲ့တင်းမိုင်ကတော်တော်လေးတော့ပြောမှဆိုရင်ထိရောက်မှုအားกว่าတယ်ဗျ ဟုတ် တင်းမိုင်ကပို့ပြီးတော့အားပြင်းတဲ့ပုံစံမျိုးရှိတယ် ဟုတ်တယ် ဟိုဘုန်းကြီးမှာတင်းမိုင်ပတ်ထားလို့ရှိရင် ဘုန်းကြီးမြောက်လေးပေါ့ ဆိုတော့တို့ရှိရကဘုန်းကြီးကျောင်းတွေမှာတရေဒီခုနပြောသလိုဒီနာနာဘောနော်ပြရတော့ကတော့ဟောရှိနေတာဒီကဘာကြောင့်ဟောပေါ့ရှိနေနိုင်တယ်ပြီးလို့ရှိရင်နောက်တစ်ခုရှိတာကဒီဖုန်းကြီးကျောင်းရဲ့ဘေးပတ်ဝန်းကျင်မှာဘာလို့တင်းချိုင်းတွေကထားကြတော့ပြပေါ့နော်များတော့ပြနော်ဒါများတော့ပြရင်ဒါဟိုဒီကျွန်တော်ဒီအညာဒေတာရွာဘက်တွေမှာဆိုပူဆိုးရတယ် ကျွန်တော်တို့လေးဘက်မှာလည်းရှိတယ်ဗျအဲ့လိုကြောင်းနေအများကြီးပဲ ဒီဘုံတင်းချိုင်းရှိမယ်တင်းချိုင်းဘေးမှာဖုန်းကျောင်းကဘေးမှာတင်းချိုင်းကိုစောက်ထားတာတက်ကိုလောက်ထားတာပေါ့နော် ဟုတ်တယ် ပြီးတော့အမြဲတမ်းမရှိမဖြစ်ကညောင်မင်းပဲ ဒါတော့သိရတယ် ညောင်မင်းတပင်ကတော့ဒါအထင်ပြောမှဆိုလုံးဝကိုမိန်ကြီးပဲသူကဒါဆိုတင်းချိုင်းရဲ့တင်းချိုင်းထိတ်မှာရှိမရှိဖုန်းကျောင်းထိတ်မှာရှိတယ်ဒါနှစ်ခုကြားမှာအဲ့ညောင်မင်းကြီးကရှိတယ် ပုံမှန် ပြီလားဒါဟိုထုံးစံလို့ဖြစ်တော့နော်ဘာကြောင့်ကျွန်တော်စဉ်းစားတော့ကဒီညောင်မင်းအတွက်ညောင်မင်းဆိုတာကဒါဗုဒ္ဓရဲ့ဟိုလားနော်ဒါလုံးဝထုံးမြတ်ထားတဲ့ကျွန်တော်ဆိုလို့ရှိရင်ညောင်ရင်သုံးဘွားတွေကစုံညောင်ရင်သုံးဘွားညာလုပ်တဲ့အထုံးမြတ်တာ ဘုရားပွင့်တဲ့နေရာဆိုတော့ဘုရားအမှတ်နဲ့ကျွန်တော်တို့ကကိုးပွေကြတယ် မှန်တယ်အဲ့ဒီညောင်မင်းမှာဘာကြောင့်တရေတွေကတ်တာမျိုးကြုံဘူးလား ကြုံဘူးလား ကြားဘူးလား ဟုတ်တယ် နော်ပြိတော့ဟိုဒီကျွန်တော်ကြည့်ရင်မိသားစုလည်းကြားဘူးမှာပါ ဟုတ်တယ် ဒီညောင်မင်းဘာကြောင့်ဒီတရေတွေဘာလို့ကတ်နေကြတာလဲကတ်နိုင်ကြတာလဲဒါကျွန်တော်တို့အထုံးမြတ်ကိုညောင်မင်းဆိုတာကနော်လုံးဝအထုံးမြတ်နော်အထုံးမြတ်ကိုမှကျွန်တော်တို့ညောင်ရင်တော့သုံးနေကြသေးတာဗျာ ဟုတ်တယ် ဟုတ်လားအဲ့ဒီဟာမှာဘာကြောင့်တရေတွေအများဆုံးကတ်နိုင်ကြတာလဲပင်ကြီးလို့လားပင်ကြီးမျိုးမို့လို့လားဒါမျိုးရှိနော်ပင်ကြီးမျိုးဆိုကိုပင်ပါလို့ဆိုတော့တင်မှာရှိပါတယ်ကိုပင်လို့ပင်ကြီးမျိုးဆိုတာတွေရတယ် ဟုတ်တယ် ညောင်ပင်ဗရောက်ပင်ကိုပင်နော်ပြီးလို့ရှိရင်ဟိုညောင်မုံစိတ်တို့ပြီးတော့ထိန်ပင်နော်ပြီးတော့အဲ့လိုမျိုးအများကြီးပဲနော်အပင်မျိုးစုံပေါ့ရှိဒါပေမဲ့ညောင်မှာကတ်လိုက်တော့ကျွန်တော်သဘောမကျဘူးညောင်မှာပြရလောကကြီးရှိနေဆိုတော့ကျွန်တော်သဘောမကျဘူး ဒီမကြတဲ့နေပါပဲလို့ပါ နေလို့ရှိရင်လည်းနေဖို့ဘူးမတန်ကိုလည်းမပိုင်ဘူးလေမဟုတ်ဘူးနဲ့ကွာတော့ရင်တော့ဆိုတော့ဟိုခုနကပြောလို့ကျွန်တော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဇလန်လေးတစ်ပုဒ်ပေါ့နော်ဇလန်တစ်ပုဒ်ဆိုတော့ကျွန်တော်ရဲ့ဒါကိုတွေ့လေးတစ်ပုဒ်ပေါ့ဒါနဲ့တော့ပြောမှဆိုရင်ဟိုရည်စရာလေးလည်းပါတယ်ပေါ့နော်ပြောမှဆိုအခုလည်းကြိုးရည်ထားလို့ရပါတယ် ကြိုးရည်ထားလို့ရပါတယ် ဟိုပါပေါ့ကိုဗစ်တုန်းကကိုဗစ် first wave မှာတော့ဟိုဒီကိုဗစ်ဆိုတာတော်တော်များမသိကြသေးတော့တော်တော်များလည်းဟိုဒီကဘာဖြစ်လဲဆိုတော့မသိကြသေးဘူးပေါ့နော်အနမ်းပြောက်တဲ့အရာတော့တော်တော်သိကြတာပေါ့ကျက်ဆိုတော့တနေ့ပြကျွန်တော်လမ်းလေးကကိုပုဆိုရလူရှိတယ်ကိုပုကဟင်းချက်အရင်ကျွမ်းတယ်သူကကျောင်းနေဖုန်းကျောင်းထဲမှာလည်းဟင်းလိုက်ချက်ဖုန်းကျောင်းတွေကိုမွေးငါးပါးညာချက်မှာဆိုသူကဦးတကြီးပေါ့သူကချက်တတ်တယ် management လိုက်လို့ဟုတ် အဲ့နေ့ကညပိုင်းမှာဖုန်းကျောင်းမှာအလူရှိတယ်ဗျကျွန်တော်ကသူနဲ့အတူတူချက်တာကျွန်တော်လည်း OTG ပဲကျွန်တော်ကလည်းအမွေးငါးပါးညာချက်မုံအဲ့လိုမျိုးအလူတွေပါဆိုတော့ကျွန်တော်အဲ့လိုမျိုး တိုင်းထွာပါညာ ကြာစံပါညာအဲ့လိုမျိုးပဲမုံချက်တယ်မုံရင်းချက်တယ်ကျွန်တော်မုံရင်းဆိုလုံးဝဟိုတော်တော်များများကြိုက်ကြတယ်ပေါ့နော်မိသားစုတွေမှာလည်းတခုအလူရှိလို့ကျွန်တော်ခေါ်ခိုင်းရပါတယ်မုံရင်းကကျွန်တော်ချက်တယ်ရှေ့ကျွမ်းနေအဲ့ဟိုဆိုတော့အဲ့ဒီညမှာမုံရင်းကျွန်တော်တို့သွားချက်ကောင်ခုံးကြမှာချက်ကောင်မှာအဲ့ဒီနေ့လယ်မှာကျွန်တော်တို့ကဟိုစုံတယ်ဆိုတော့ကျွန်တော်ရဲ့သူကအဲကျွန်တော်လမ်းထဲမှာကိုယ်အန်လေးဖွင့်ထားတာဟုတ်ဆုံးတော့ကိုပွေလို့အဲ့လိုဒီညတော့ဟင်းဟိုတော့ချက်ကောင်မှာတော့အဲ့တော့ mass တွေတက်ထားတာနှာခေါင်းစည်းနေတော့ချက်ကောင်ချင်းရောကောင်းမှာလေအလူလုံနာလို့ဒါကငါတို့ဟိုကူလဲကူနေဦးမယ်လို့ငါတို့အားပြပါဦးကွာရပါတယ်သူမိမတဲ့အမှသူအိမ်ဟိုသူမိမလှမ်းခေါ်ကိုကသူမိမလည်းသူကြောက်တယ်ကျွန်တော်ကိုယ်ကခဏထိုင်းပေးရမိမဖုန်းလိုက်ဆက်ပြီးခေါ်လဲခေါ်သူကပြန်တော့ကျွန်တော်ကပြီးလဲပြီးတော့နည်းနည်းဟောပြန်ပြီး2နာရီလောက်ကြာလိုက်ပြန်ရောက်ချလာရောက်လာတော့ခေါင်းမှာဘူးကြီးနဲ့ခေါင်းကြီးဆန်းပြီးပြန်လာဟင်းဘာဖြစ်လာလဲငါတဲ့သွားတော့မလဲကျူးစင်တောက်တယ်ဘာဖြစ်လို့လဲသူမိမဟင်းချက်ခိုင်းတဲ့ဟာမှာရေနံစီနဲ့ငပြရင်နဲ့ကိုမာတယ်သူပြန်သွားပြီလေသူပြည့်တယ်လို့လားသူတို့စီပါမင်းမပြန်ဘူးဟင်းချက်တော့သူတို့အိမ်ရဲ့ပြောမှဆိုဒီသူတို့ကဟိုမီးမွေးလို့ရှိရင်ရေနံစီနဲ့ငိုတယ်ဗျာဒီတင်းယူဆောက်ရေနံစီနဲ့မီးမွေးပြောဟိုပါပေါ့
မီးသွေးမီးဖို့တဲတာဗျာတဲတော့ရေနံစီလေးလောင်းပြီးတော့လေသူတို့ကအဲ့လိုမျိုးထင်းကြီးစာလေးနဲ့မီးရှို့ပြီးတော့မီးသွေးကိုတဲတာတဲတော့အဲ့ဒီမှာဒီကောင်ကဟင်းချက်တော့သူအိမ်ကသူကကြက်သားချက်ခိုင်းတာတဲ့သူမိမပြန်တော့ရှင်းနေစီနဲ့ငံရမှားတယ်ချက်ခိုင်းတဲ့ဟာကအဲ့လိုမျိုးဒီဟိုနဲ့ချက်ပြီးလိုက်ပြီးတော့ဟောအကုန်လှောပြီးလိုက်ပြီးတော့အိမ်မှာသူကစားလာခဲ့သေးရတော့အကုန်လုံးဒါပေမဲ့သူကမိသားစုကတောင်းရှိရပေါ့သူမိမရဲ့သူရောက်ခမကြီးပေါ့အမရောက်ခမကြီးကရှုံလုံးနေတာပေါ့ဟုတ်မိမကောင်းလားသူကမယ်သူမိအဲ့ရောက်ခမသူအမေလို့မိမကောင်းလားစားနောက်ဆုံးဆက်စားရဲစားပြီးတော့အနန်းကြီးကတမျိုးကြီးပဲသူမိမလည်းပဲစားနေသူကတော့ကောက်စားတော့သူကအနန်းကပြောင်းတာကောက်စားပြီးကောက်မှလည်းဘာဖြစ်လဲနေဘာကြီးထက်လာလဲမြို့ရောင်သွားခေါ်ပြီးနေရဆွဲခေါ်သွားမြို့ရောင်ဒီမလေးတွေဒါတွေတော့မကြည့်တော့လေအဲ့ဒါကလေဒီဘာရင်းနေစီမူကြီးရဲ့ဆိုဟာဟေးဆိုပြီးတော့ပြေးလာအဲ့ဒါနောက်ကနေလှမ်းထူလာသူမှာတူလဲတူတော့ဒီကောင်းလေးပုတ်ပြီးပြန်ရတရေကထုလိုက်တာလားမိမကြုံလိုက်ကြောသူကအဲ့လိုကောင်းလေးပုတ်ပြန်လာခွားလို့မင်းကကိုဗစ်ဖြစ်ပြီပေါ့လို့နဲ့အခုထုံးလေးပါတို့ကြည့်ရတယ်ရှာရတယ်ဟဲ့ရများဘာရများဟဲ့အော်လို့မင်းအဲ့ဆိုခေါ်တော့မင်းမဘာပြောလဲဆိုတော့အခုဘာမှတော့ပြောသေးတယ်သူဟိုကိုဗစ်စင်ကဖုန်းနေပါခေါ်ကြည့်မှာဘာလို့မင်းသွားလေဆိုငါနားမကန်တော့ကိုလည်းခေါ်နေရတော့အဲ့ဒီမှာကိုငါလည်းဖြစ်သွားပြီအဲ့နဲ့ကိုကအေးကိုကလည်းမသိသေးဘူးစကားပြောအဲ့ဟိုကက်ပြီးပြောတာဒီလိုမျိုးတင်မှာကိုလည်းတော့ကိုရအောင်ဆိုတော့ဒီလိုသူတို့လင်မြန်းတယောက်ထိုင်ုံလောက်လေးရှိရတယ်အဲ့တော့ तू ကဘိန်းနာလာတိုင်းစကားတွေပြောပြီးဟိုအဲ့သူက900ဝယ်စားရတယ်လာတော့အေးပြောပြအောင်မယ်အဲ့ရဆိုရင်တော်တော်ကြီးတာညာပိုင်းအဲ့ तू မိမအမှန်တော့ तू မိမရောက်ခမရမတိုင်ဟိုမပြောလိုက်ဘူးကိုဗစ်စင်တာမတိုင်အကြောင်းမကြောက်မကြတော့အဲ့ညာတော့ချစ်ကြတော့ဘုံကြောက်တော့ကျန်လာဘုံကြောက်တော့ချက်တာချက်တော့အဲ့တော်တော်များတော့မလာကြဘူးเนาะကလေးတွေအဲ့ရက်ကွက်တည်းအဲ့နားကလည်းဘာလို့ဆိုဟောပေါ့နည်းနည်းအဲ့ဒီရက်ကွက်ကနမ်းပါရက်ကွက်ကကလေးတွေကိုကြည့်လို့သူတို့ကအဲ့လိုတော်တော်များရမှာအဲ့လိုဆိုဆွဲကျင်ကြတယ်လေပြီးတော့မတ်တွေမတက်ကြဘူးလို့အဲ့တော့အဲ့ဒီညကျွန်တော်ချက်တဲ့ညမှာအဲ့ဒီညမှာကြုံခဲ့တယ်ဘုရားဖုံးကြောင်းနဲ့တရေဆိုအဲ့မှာပါလာပြီဟုတ်နော်အဲ့သူနဲ့သူ့ကြောင့်ဒုက္ခရတရက်ကွက်လုံးဒုက္ခရတော့နောက်မှတက်ပြီပြန်အမအဲ့ညမှာဘာကြုံလဲဆိုတော့သူကအဲ့ဒီကြောင့်မှာကပ်ပိယာကြီးဗျရှိတယ်ဗျကပ်ပိယာကြီးမချစ်တာဗျဒီမှာ तू ကလားကူလုံနေတာလားကူလုံနေဆိုတော့မီးရနော်ကျွန်တော်တို့ကတေသွားပြီမလားမီးတေသွားပြီကျွန်တော်ကအပြင်မှာထွက်ထားရင်စကားတွေပါပြောပေါ့ဟိုမှာကိုကလည်းတိသွားပြီကိုလည်းပြောင်းနေပြီကိုလည်းအနေပြောင်းနောက်နေ့ကျရင်တို့နှစ်ယောက်လင့်မယ်ပေါ့တိုင်မင်းနေပေါ့နိုင်နိုင်ရှင်တို့ကောင်ကတော့သွားကြည့်ရမယ်ဆိုတော့ဒီຢာတွေရောအစင်ကိုရီးယားတိုင်မင်းနဲ့ဆွေးနေဘာမှဖြစ်လက်ပေါ့ဝါးတယ်တော့ငါတို့ကဒီလိုချက်တာပဲလက်ကျွန်တော်ကလက်တွေနဲ့ချက်တာလေနေကျွန်တော်ဒီလိုဘိုးရဲ့ချက်တာပဲချောင်းလည်းမစိုးဘာလို့မစိုးအခုတော့အသားချင်းလည်းမနေဘူးကျွန်တော်လူတယောက်လာပြီးတော့ကျွန်တော်ကအဲ့လိုမျိုးရှောင်းပြီးတော့နေရတယ်လေဝင်းကိုအဲ့လိုမျိုးလန်တော့ဘာဖြစ်လို့လဲကိုဗစ်တွေရှိကိုမှရှိတာမပြောဘူးကိုမင်းတို့ကိုဗစ်ဖြစ်ငါဘယ်လိုလုပ်မလဲဆိုတော့သူတို့ပြန်ကျင်းနေရတာမင်းတို့ကိုဗစ်ငါကကူငါဘောဆိုတော့ကျင်းနေကိုကဖြစ်နေတာမပြောဘူးကိုကဖြစ်နေတာကိုကအနက်နေလို့ပြောင်းနေအရာလည်းမသိတော့နှကောင်တော့တိုင်ပတ်နေဘာလို့တော့မြင်နေမြခွနှကောင်တော့ပြောင်းနေငိုချင်းရဲ့လက်တို့ပြန်ငိုရင်းနှကောင်တော့ဘာလို့အောင်တော့မလဲကျရင်ကိုဗစ်စင်တော့တောင်းမယ်ငါတို့သွားကြောက်လို့အဲ့ညမှာမီးကကျွန်တော်ကအဲ့လိုလုပ်ပြီးနောက်ဖွေးပေါက်လေးသွားထိုင်းနေလိုက်ဘာလို့အပြင်မှာနေဟိုလူကလာလိုက်ဒီလူကလာရဲဘုန်းကြီးတွေကဆင်းလာတယ်ဆင်းလာပြီးတော့အပေါငယ်လာမီးကြတယ်အားနာတော့ကိုစီကကူးမှာကိုစီကဆိုဘာအောင်တော့မလာနဲ့ဖုန်းကြီးကကူးမှာဆိုလို့ဦးစင်းနေပါဆိုလို့ရှိရင်သိနေတာခွေးခင်းနေကိုရင်လေးဆိုပြေးလို့ဆော့ကနေတော့ချက်တော့ဗျာမလာကြပါနဲ့တောင်းပါလေဟိုကတော့ပါရှောက်ပြီးတော့ကိုရင်နှကောင်နှစ်ယောက်တည်းဘူးကပ်ပြီးနောက်ဖုန်းဆက်ပြီးလေးတောက်လိုက်စက်လိုက်တော့ရတာဘာမှမသိဘူးငွေတာထွက်တော့ဘာမှမသိဘူးဟန်ပြလေးလုံနေချက်တော့လက်တွေပါချက်တော့လေဟိုကဆေးပြောင်းလို့တော့သူတို့မကူအောင်ပေါ့အဲ့မှာကျွန်တော်ကမီးတေသွားရမီးတေသွားတဲ့ခါမှာဟိုကျွန်တော်ကဟောဖြစ်နေတော့နောက်လဲကြည့်လို့အော်ရောမီးတေနေတော့လို့လာဆိုရင်အဲ့ဒီမီးရောက်ဘုံနဲ့ပြန်တောက်တယ်မီးတေနေပြီကျွန်တော်ကပြောရတာလှည့်ကြည့်လို့ရှင်ကျွန်တော်နဲ့ဟောဆိုတော်တော်ဝေးရတာတဲ့အဲ့မီးပုံနဲ့ဆိုဝေးတယ်မီးတေနေပြီတော့လာဆိုအေးသွားမယ်ဆိုထလိုက်အဲ့မီးကဝုန်းနဲ့ဆိုထတောက်ပြီလားပြီးလို့ရှိရင်အဲ့ဒီကျွန်တော်ကမွေးငါစီဟိုဖြစ်လို့ရှိရင်ကျွန်တော်အပေါ်မှာစီဝေးနေလို့ရှိရင်သိမွေးငါလိမ့်မောရောက်နေခင်းမကတ်အောင်အိုးမကတ်အောင်အဲ့မိုးရင်မှာအိုးမကတ်အောင်ကျွန်တော်အောက်ကိုမှီပေးရတယ်ဒီလားအောက်မှာလုံးဝချစ်တာတူတာမရှိဘူးပြီးတော့ကျွန်တော်တို့သွားကြည့်တဲ့အခါအဲ့လိုဟိုသွားကြည့်ပြီးဆိုအဲ့ဟ
အပေါ်ကဟင်းရည်ကလဲနေတာ ဟုတ်တယ် ငွေလူတယောက်ငွေထားတယ် ရပုံမှန်မှုနေ ငွေထားလို့လဲနေတာဒီလားအဲ့ခုနကပြောကပ္ပိယဒါမျိုးကြီးလုတ်တက်တယ်ဗျာ ဟုတ်တယ် ကပ္ပိယလုတ်တက်တယ်ငွေလို့လဲနေတာပြီးလို့ရှိရင်အဲ့ပကံတွေအိုးခွက်တွေကျွန်တော်တို့အဲ့ဟိုဟာထဲမှာဒီသူတို့ကဘာဆိုကျွန်တော်တို့ဟင်းစီတက်တဲ့အခါရှိတယ်ဟင်းဒီမွေးငါဟင်းမချက်ခင်မှာစီတက်တာရှိတယ်စီတက်တဲ့ဒဲဝတ်တက်ဟိုဟင်းချက်တဲ့ဒဲဝတ်တက်အဲ့စီတက်တဲ့ဒဲဝတ်ကကျွန်တော်မစေးရသေးဘူးအဲ့တိုင်းမှာကျွန်တော်ရေထည့်တာမျိုးရှိသေးတယ်ဘေးပပတ်လည်းမှာဝေ့နေတယ်ပဲဒီမှာဟိုစီတက်တယ်ဆိုတော့ကျွန်တော်တို့ဘာလဲပြောဟိုသူများတွေမသိရလို့ပြောမှဆိုရင်ငားမွေထားတယ်လို့ကြာဒီမှာပဲမုံနေတဲမှုန်နေပိုင်းနေလေငားတွေနဲ့နေပြီးတော့မှုရတာလေအပြီးတော့ဟင်းမှုတွေထည့်ရတာဟိုဆိုတော့ဘေးနားမှာကတ်နေတယ်ရှိတယ်ရှိနေတာတွေကိုကျွန်တော်ကမစေးရသေးဘူးအဲ့ဒီရေအဲ့ဒီကန်လေးရဲ့ရေကန်လေးရဲ့ဘေးမှာလည်းထောင်းထားတာအမှလည်းဟိုကျွန်တော်စီတက်တော့မှွေထားတဲ့ရက်မာကြီးပေါ့နော်အဲ့ဒါကြီးရှိတယ်ပေါ့ရောင်းမာကြီးပေါ့အကြီးကြီးကျွန်တော်လေလော်ရင်တုံးနေအဲ့လိုမျိုးပေါ့အဲ့ဘာငွေလို့ရအဲ့လိုထမင်းထိုးတဲ့ကောင်တွေအဲ့လိုရှိတယ်ပေါ့နော်အဲ့ဒီကောင်တွေရောအောက်ကအိုးရောပြောင်းနေတာဘယ်သူမှမရှိတာသိတယ်ကျွန်တော်အဲ့ဒီဟာကျွန်တော်မြင်ခွင့်ရှိမှာပဲကျွန်တော်မြင်ခွင့်ရှိမှာပဲအဲ့ဒီကန်ရဲ့ဟိုရာဒီအိုးကြီးရဲ့ကျွန်တော်မြင်ခွင့်မရှိဒါကျွန်တော် airplane mode လေးတင်လိုက်နော် sorry ပါအချိန်ပြပါတယ်ဖြစ်တတ်ပါတယ်ရပြီဆက်ပြောလို့ရတယ်ဒီ brother တို့ကလည်းသူတို့မလာပါနဲ့ဆိုကိုတိုင်းနဲ့နှင်ထားတာဒီကိုရီးယားတီချာတီးတန်နေကြတာကိုမျက်စိရှိမှနေဒါကြီးကဖြစ်နေတာလာဆိုနေလာဆိုကိုရင်လေးလည်းမလာတော့ဘုန်းကြီးလည်းမလာအဲ့ချိန်မှာကျွန်တော်ကလည်းဟိုပါပေါ့ညတော်တော်တကောင်ကြုံနေပေါ့နော်အဲ့ချိန်မှာကျွန်တော်ကဟိုရေတယ်လည်းမကြောက်ဆေးတဲ့တန်တယ်ပြောပြီးတော့ကျွန်တော်မျက်စိကျွန်တော်နှစ်ယောက်ထိုင်နေရှိမှလည်းအဲ့ဒီဟာကြီးရှိတာဟုတ်ဆေးမယ်ရအောင်ဒါရင်ဆေးရအောင်သွားမှောက်ထားလို့ရေစစ်ထားမယ်ဟုတ်ဆိုပြီးတော့သွားကြည့်ကအကုန်လုံးကရှင်းပြောင်းလို့ရေကတော့အထဲမှာရှိတဲ့ရေကတော့ရှိတယ်ရေအနေထနေပြီးတော့ဘေးမှာရှိတဲ့ဂျိုးတွေအကုန်လုံးပြောင်းရက်ကိုပိတ်လှမ်းတဲ့အခါမှာရက်ကိုထုတ်လိုက်တဲ့ဆိုတော့အဲ့ရက်ကလည်းတင်လာရောင်းမကြီးရောက်အကောက်ကြီးလည်းပြောင်းရှင်းနေရတယ်ဒါဒီခုနကကျွန်တော်ဟိုဒီအဲ့လိုလုပ်နေတာဆိုလို့ဒီအဲ့ဖုန်းကျောင်းမှာရှိတယ်အဲ့ကပ်ပြည့်တဲ့ကိုရှိတယ်လေကပ်ပြည့်အဲ့ကပ်ပြည့်ပဲရှိရလေကပ်ပြည့်ရသုံးပါကြာပြီလေသုံးတော့ကြာပြီသုံးတော့ကြာမယ်အရင်နေ့ကလည်းကျွန်တော်အဲ့ဒီဟာအလုပ်လုပ်ခင်တော့အရင်နေ့ကလည်းအဲ့ဒီမှာခဏကြာဘူးကြာကပ်ပြည့်ကဘာကြောင့်မြန်းမင်မော်လို့ပြုတ်ကြပြီးရှောတာအဲ့မြန်းမင်ကဟိုမယမ်းမင်ရှိတယ်ဗျမြန်းမင်ကအရင်အမြင့်မဟုတ်ဘူးဒါပေမဲ့ပြုတ်ကြရဲဆိုတော့အောက်မှာဓာတ်ကြိုးရှိလို့အဲ့ဓာတ်ကြိုးနဲ့ဓာတ်လိုက်ပြီးရှော့ဖြစ်ပြီးရှောတာအဲ့ကပ်ပြည့်အဲ့လိုရှောသွားအဲ့ကပ်ပြည့်အဲ့ဆိုတော့နောက်ပိုင်းမှာလည်းပဲကျွန်တော်တို့အဲ့ဒီဟိုကပေါ့အဲ့လိုသုံးသွားမှအဲ့လိုမျိုးဝင်းကြီးသွားမချက်ခင်မှာလည်းကြားထဲမှာလည်းကျွန်တော်တို့ကြားရတာရှိပါတယ်ဘုန်းကြီးကျောင်းမှာအဲ့လိုမျိုးကပ္ပိယကြီးကတော့လုံနေတယ်ကိုရင်လေးတွေဆိုခဏခဏပြောတယ်စွန့်ငံကြော်တယ်ကိုရင်ဆုံးနေပြန်သူ6တန်လန်းတာတော့မဟုတ်ဘူးသူ့အလုပ်ကိုပဲသူ့အလုပ်ကိုသူဇက်တိုက်လုပ်နေတာနော်မယန်းသီးတွေမယန်းသီးကမယန်းသီးချွေးချတယ်သူကချွေးချပြီးကိုရင်လေးစားကိုရင်လေးစားဆိုကြည့်ဘယ်သူမှမတက်စင်လားမသိဘူးသူစေတနာဖြစ်ပါလိမ့်မယ်မယန်းသီးမနေ့ပိုင်းသွားကြည့်လို့ရှိရင်မယန်းသီးအောင်မဖွေးနေတာဒါပေမဲ့အဲ့မယန်းသီးတွေကရေပေါ်နေကြရင်ကွဲရမှာပဲမကွဲဘူးအလုံးလိုက်ကလေးပြပြလေးညင်နေတာလေးသူကဟိုပုံမှန်ဆိုလို့ရှိရင်မယန်းသီးကနည်းနည်းလေးဒီကျွန်တော်တို့လူတွေအမြင်လောက်ကပြုတ်ချရင်တော့မှပဲအမဲဆိုလို့ရှိရင်အဲ့ကျွန်တော်တို့ထပ်တော့ကွဲသွားမှာပဲဒီလားကွဲမှာပဲလေဟုတ်တယ်အဲ့လိုမျိုးအလုံးလိုက်ကလေးတွေတခါတည်းဆိုလို့ရှိရင်ဒီလိုအခိုင်လိုက်ကလေးတွေပါတယ်အပြုတ်လိုက်ကလေးပါတက်လုတ်ပေးထားတယ်အဲ့လိုမျိုးလေးဟိုအဲ့လိုမျိုးလေးရှိရအောင်နော်ပြီးတော့ညာဘက်ဆိုလို့ရှိရင်အောက်မှာဗကန်စိမ့်နေတဲ့တန်တွေပြီးလို့ရှိရင်တပိတ်စိမ့်နေတဲ့ရေတန်တွေပြီးတော့ကြောင်ရင်ဖွင့်တဲ့အတန်တွေအဲ့လိုမျိုးလိုကြားတာပေါ့နော်တကယ်ရောပြောင်းလာတပိတ်တွေကပြောင်းနေတကယ်ဆေးတာတကယ်ဆေးတာတကယ်လို့တာအဲ့ကြောင်ရင်ဆိုလို့ရှိရင်ဖွင့်နေအဲ့လိုမျိုးကိုရင်နေဆိုလို့ရှိရင်ညာဘက်ခိုးအဲ့မှာညာဘက်ဟိုခိုးစားတဲ့ကိုရင်လေးရှိတယ်အဲ့လိုမျိုးဆို तू ကပြတာအေးပြပြီးတော့ပြောလို့ဟင်းဆိုပြီးအဲ့လိုဗျာအတန်ပေး6တာပေါ့6တာပေါ့6ပြီးတော့မစားအောင်ဝင်နေတိုင်းနေပေါ့အဲ့လိုမျိုးပြန်တော့အဲ့လိုမျိုးဆိုကိုရင်လေးတွေအဲ့လိုမျိုးပြောပြန်ပြောပြဖုန်းကြီးပြန်လျှောက်တယ်အဲ့လိုဖုန်းကြီးပြန်ပြောပြတာကျွန်တော်တို့အဲ့လိုတော့မှပြောဖုန်းကြီးမနေဘူးထားပေးတာမနေဘူးဆိုတာအဲ့ဆိုဒါသူနေစင်းတော့ तू ကလည်းပဲဟိုအများတန်းတော့ဝေးတယ် तू ကျွတ်ချင်ရင် तू ကျွတ်မယ်ဆိုတော့ဘောမျိုးနော်ဖုန်းကြီးရတယ်ပဲဒါသူတူးစင်တာတူးမြစ်တာပေါ့ဒါပေါ့အဲ့လိုမျိုးထားတာကြောင်းဆောင်းချောက်ပေးတာဟုတ်ပါလို့ဆိုတော့ဒီဒါကပ္ပိယညာပိုင်းကြုံတဲ့ဟာတော့ဒါဒီလောက်ပဲပေါ့နော်ဒါမဲ့နောက်နေ့လဲကြတော့ကျွန်တော်ရှိမှလာစားရလူရက်ကွက်ထဲမှာကွန်းစားလူတွေအကုန်လုံးတော့ကိုဗစ်စင်တာတန်းဝင်ရတာကျွန်တော်တို့ကလက်တယ်ကျွန်တော်တို့ကအစိုးရတိုင်းမျိုးနဲ့လေမိုးလင်းလို့ဟောပေါ့ကျွန်တော်တို့ဒီစွန့်ချက်ပြီဆိုတော့ ਨੇ ဘုန်းကြီးကိုသွားပြီးတော့ရှောက်လို့ဘုန်းကြီးအဲ့ရှောက်တယ်ဆိုတော့ဘုန်းကြီးကမှစော်ပန်းဆိုတက္ကမကြီးလည်းရှိတယ်တက္ကမကြီးကဟိုဝေဝဲဆိုတော့တက္ကမကြီးရှိတယ်ပြီးတော့ဘုန်းအောက်ကနေလှမ်းပြီးတော့ကြက်ပြီးတော့ပြန်တော့အိတ်ရှင်လို့ပါဗျာဆိုပြီးပြောပြီးတော့ဟိုအဲ့အောက်ကတက္ကမကြီးပေါ့အဲ့ဟိုဟာတွေကလည်းပဲဟဲ့နင်တို့ကသွားပြီးပြန်တော့မုံငါဆောင်တော့မစားတော့ပါဘူးစားလို့ကိုစားရင်လည်းသိတယ်မှာဖြစ်မှာတော့စားတော့ပါဘူးဗျာမစားတော့ပါဘူးဗျာဆိုပြီးပြောပြန်ကြမှာမို့ဆိုအိမ်တိုင်းပြန်ပြီးတော့နှကောင်သားအဝတ်တွေထုတ်လဲပြီးတော့ကိုဗစ်စင်တာတန်းသွားပြီလေကိုရီးယားပြီငါတို့ဘာမှဖြစ်လို့ပေါ့
တိတ်မကြောင်နေကင်းလဲကြောင်အပြုံလိုက်ကြီးကား ဟုတ်လိုက်ကြောင်း ဟုတ်လိုက်ကားနေကိုဒီတို့ကကိုရီးစိတ်တော့ပြီးနိုးတွေကိုအဲ့ကလေးတွေပါပါတယ်ကလေးတွေပြောနေတယ်သူတို့ကတော့ပြောနေရက်ကွက်ထဲကသူ့အမေနဲ့ခုနအဲ့ကိုပူးရဲ့အမေနဲ့ဒီမှာနဲ့အတူတူလိုက်ထူတာမသားနေကြောင်နဲ့ကိုယ်တိုင်ရကောင်းတယ်ကိုပူးကတော့လှုပ်ပြီးကွာဆိုရတဲ့မှာအင်းတောက်ခေါက်တဲ့ကောင်ခေါက်တယ်မှာဒီကောင် အေးစေးမနေရောက်လားကိုဗစ်ဆရာကကွာရတဲ့လာဝင် မီဒီထဲမှာကိုယ်တိုင်ရောက်တာအကောင်လုံးကကိုယ်သမားတွေကိုမှယူလိုက်တော့တယ်အဲ့လိုမျိုးပေါ့နော်ဒါကတော့ဟာတာတွေပါတော့နော်ကြီးပဲကြီးရတယ်တကယ်ပေါ့ဒါကိုရီးကတော့မပြည့်စုံချင်ပါဘူးဒါပေမဲ့ तू ကိုရောင်းတဲ့ကိစ္စမင်းကချက်တဲ့ကျွန်တော်ကဒါအခုသဒ္ဒါလုပ်လိုက်တဲ့ကိစ္စ သူလည်းရေချက်ရှိလောက်တာတော့မလုပ်ကျွန်တော်လည်းအဲ့လိုကျွန်တော်စိတ်ထဲမှာရေချက်မရှိပါဘူးရေချက်မရှိဘူးကိုညီပေးတာပါအဲ့လိုကျွန်တော်အမှန်ကန်တော့လက်ရည်ပါတယ်ဘယ်နန်းမှာသွားပြီးတော့ကူးသွားရတော့ကျွန်တော်မသိဘူးကွာမိုးကြီးကူးတော့အဲ့တော့မသိလိုက်ပါနော်ဒါပေမဲ့ကပ်ပြက်တွေတော့တကယ်၆တာပါအခုချိန်ထိရှိသေးလားမရှိသေးလားဆိုတော့ကျွန်တော်လည်းမသိပါဘူးကျွန်တော်နေနေမှသိမှာပါဟုတ်ကဲ့ဒါတော့ကျွန်တော်ရဲ့ကျွန်တော်လည်းဖုန်းကြောင်းအဖြစ်ပြတယ်ကျွန်တော်ဖုန်းကြောင်းဖြစ်ပြတွေကတော့ပြောတာကုန်သလောက်လည်းရှိပါပြီဒါပေမဲ့ဒီခေါက်လည်းထပ်ပြောလိုက်ပါအောင်ဒါလည်းခုနကဆိုတာသနိကအဆောက်ပေါ့နော်တာသနိကအဆောက်နဲ့မှာဖြစ်ခဲ့တဲ့ဖြစ်ပြတွေဆိုတော့ဒါလည်းအကျုံးဝင်သွားတာပေါ့ဟုတ်ဖះเจ้าတော့ကျွန်တော်နောက်မှထပ်ပြောပြတယ်ဟုတ်ဖုန်းเจ้าညင်ပြောပြအောင်အဲ့ဒါကျွန်တော်ဒါမကြခင်ပေါ့နော်ဒါနောက်ဆုံး update ပေါ့ကျွန်တော်နောက်ဆုံးဖုန်းကြီးဝစ်ခဲ့တဲ့အကြောင်းတစ်ကြောင်းရှိတယ်အဲ့အကြောင်းကျွန်တော်ထုံးစံတိုင်းပေါ့ရောက်ရင်မေးတာပေါ့ဗျာကိုရင်လေးနဲ့တက်အောင်ပေါ့ကိုရင်လေးတွေမရကိုရင်တေး6ခံဘူးလားကြုံဘူးလားကိုရင်တော့မကြုံဘူးဘိုးဘက်ကဦးစင်းလေးတော့ကြုံမှုတွေပြောတယ်ဦးစင်းလေးတော့မေးဦးစင်းလေးတပည့်တော့နည်းနည်းပြောကြပါကိုတေး6ခံဦးစင်းမပြောချင်ပါဘူးပြောပါဦးစင်းရဲ့ပြောပြဆိုတော့အဲ့ကျွန်တော်ဇလန်လေးတစ်ပုတ်တီလာတယ်အဲ့အကြောင်းကတန်က6ပါးပဲရှိတယ်အကြောင်းရအကျယ်ကြီးကမှတော်တော်ကျယ်တာရန်ကုန်မှာဆိုတော်တော်ကြီးတဲ့အကြောင်းတွေမှာပါတယ်တော်တော်ကျယ်တယ်ပေါ့နော်ဒီရက်ကွက်အနေထားနဲ့ဆိုသူ့အကြောင်းကြီးကတော်တော်ကျယ်တယ်ဆရာတော်ရန်ကုန်လေးရပဲဟုတ်လားရန်ကုန်လေးကဆရာတော်လည်းငယ်ငယ်လေးဟိုစာရမ်းတက်လာမမင်းစာရမ်းတက်တယ်တရားဟောလည်းရန်ကောင်းတယ်တရားပြလည်းရန်ကောင်းတယ်ဟုတ်တရားစခန်းနေလည်းလုပ်တယ်ပေါ့နော်အဲ့ဒါနဲ့တရားကြတော့ဒီသူတို့မှာမထေကြီး3ပါးရှိတယ်အဲအကြောင်းမှာမထေကြီးပြောရတော့ဒီကိုရင်လေးတွေကသူတို့အကြောင်းကိုရင်က2ပါးပဲရှိတယ်ဒါပေမဲ့တခြားကနေတင်နဲ့လာတက်တဲ့ကိုရင်လေးတွေရှိတယ်ဆိုတာဒီဘုန်းကြီးစာလာအတင်ကြတာပေါ့နော်ဒီမှာဟုတ်တယ်ဗျာဟိုဘက်မှာကျတော့သူကစာတင်လိုက်ပုံစံလုပ်ထားတာပေါ့အကြောင်း2ကြောင်းတွဲကိုတဝင်းထဲမှာစောက်ထားတာဟုတ်အဲ့လိုမျိုးအဲ့တော့ဟိုဘက်မှာစာကြစာတင်မှာဒီစာတင်ပေးတဲ့ဆရာတော်ကြီး3ပါးရှိတယ်အဲ့3ပါးထဲမှာတစ်ပါးကတော့နေပြန်သွားတာပြန်ပြီးတော့သူကပြောရတာပေါ့နော်ငါတဲ့ဟို6လလောက်ကြာမယ်တဲ့ငါနေမှာလေကလေးတွေလုပ်ပေးရအောင်ပြန်လာခဲ့ပြီပြောသွားပြီးတော့3ပတ်လောက်နေတော့ပြန်ရောက်လာပြန်ရောက်လာရောက်လာအားအရှင်မြတ်နေမကောင်းဘူးလားမျက်နှာလေးဖြော်တီးဖြော်ပတ်နေပေါ့နော်အကောင်းပါတယ်တဲ့မင်းတို့တတိယလို့တဲ့ငါနေမပြန်ဖြစ်ဘူးတဲ့ငါပြန်လာတာဩအရှင်မြတ်စွန့်ဖုံးပြီလားဖုံးပြီးသွားပြီတဲ့ငါကျင်းလိုက်အောင်မယ်နော်ဆိုပြီးသူခန်းထဲဝင်သွားတယ်အဲ့ဒါမြော်ဝါထင်ထင်ပြင်လိုက်တာ4-5ယောက်ရှိရနော်တကယ်ပြောရမယ်ဆိုလို့ရှိရင်ဟိုကျွန်တော်တို့ဇလန်တွေကလို့ရိုးစိုးပန်းစိုးကြီးလည်းမဟုတ်ဘူးဆိုတော့ဒါဆိုကျွန်တော်မိတ်ဆွေတွေရိပ်မိနေပါပြီဒါပေမဲ့ကျွန်တော်ဆက်ပြောပြလိုက်မယ်အဲ့ဆရာတော်ကြီးကကြွလာတယ်ပြီးတော့သူ့အခန်းထဲသူဝင်သွားတယ်ကျင်းနေပေါ့နော်အကျင်းနေဆရာတော်ကြီးကပြန်ထွက်မလားတယ်ပေါ့အဲ့တခုမှဖြစ်နေလားမသိဘူးဆိုတကားဖွင့်ကြည့်တော့အထဲမှာဘူးမှမရှိဘူးအဲ့ဒါနဲ့ဟာဘေးရောက်သွားတယ်ပေါ့နော်ငါတို့မျက်စိရှိနေဒီခန်းထဲဝင်သွားတာဟုတ်ဒါပေမဲ့ငါတို့ညမှတော့ဖွင့်ကြည့်တော့နေခင်းဘက်မှာဆရာတော်တနေရာကြွမှာပဲဆိုတော့ဖာတိပါလာနေလိုက်3-4ရက်ဆက်လိုက်မြင်ရတယ်လာတယ်စောဘယ်တော့မှဖုံခန်းထဲဝင်သွားတယ်စကားပြောတယ်နှုတ်ဆက်တယ်နော်ဒါဖော်ဖော်ရွေကျွန်တော်တို့ထိုင်ပြောတာမဟုတ်ဘူးအဲကိုရင်လေးဘယ်လိုလဲစွန့်ဖုံးပြီလားစာတွေရောလိုက်နိုင်ရလားဒီကိုရင်လေးတော့တိုင်ဟုတ်နေရှိတာဗျအဲ့လိုမျိုးတွေမေးတယ်ဆရာတော်ချင်းချင်းသိစကားမပြောတော့ကိုရင်လေးတွေပဲစကားပြောကိုရင်လေးဘယ်လိုလဲစာတွေလိုက်နိုင်ရလားအဲ့လိုမျိုးလေးတော့မေးလူခေါ်ပြောလေးပဲသူခန်းထဲဝင်သွားတယ်တော့ဖွင့်ကြည့်ဘူးမှမရှိဘူးအဲ့လိုနေ့စဉ်ရက်ဆက်ကြတော့ဒီတန်တရားဝင်လာပေါ့နော်ဘုံเจ้าပုံကိုယ်တွေကဆရာတော်ကိုရှောက်ရှင်ပြဒီလိုပဲဆိုဆရာတော်ကလည်းကဲဒါဆိုငါတို့သတိထားပြီးကြည့်အောင်ဆရာတော်ကြီးကအဲ့ဒီကအဲ့လိုပဲမနေ့မိုးလင်းရောက်လာတယ်ခန်းထဲဝင်ပြီးချင်းမှတို့တော့တကားဆွဲဖွင့်တယ်ထဲမှာဘူးမှမရှိဘူးအဲ့ဒါတော့ something not wrong လေပေါ့နော်ဘာလို့ဆိုအခန်းထဲမှာထွက်ပေါက်လည်းမရှိဘူးဘဲမှလည်းသွားစရာလာစရာမရှိအဲ့နဲ့ဆရာတော်ကြီးရဲ့နယ်ဘက်ကိုဖုန်းဆက်ကြည့်လိုက်တော့ဆရာတော်ကြီးကလမ်းမှာပဲပြန်တော်မူသွားပြီလမ်းမှာပဲပြန်တော်မူသွားတယ်ဘယ်လိုအကြောင်းရလဲတော့ကျွန်တော်မပြောချင်ဘူးပေါ့နော်လမ်းမှာပြန်တော်မူသွားပြီအဲ့ချိန်မှာအကုန်လုံးကကြောက်တဲ့ကိုဝင်တွေကကြောက်တယ်ပေါ့ဗျာကြောက်ပြီးတော့ငိုတာဘာလို့သူတို့ဆရာမရှိတော့ဘူးဆိုတဲ့အတိနဲ့သူတို့ငိုတာပထမတော့ကြောက်တာပေါ့အားလုံးကလည်းဒီတခြားတန်ဃာတွေကြတော့စိတ်မကောင်းဖြစ်ကြတယ်စိတ်မကောင်းလည်းဖြစ်အံ့ဩလည်းအံ့ဩပေါ့နော်ဘာလို့ငါတို့ထင်ထင်ရှားရှားမြင်နေရတာကိုပြောရင်ဝိညာဉ်လိုလည်းမဟုတ်ဘူးမုံဝါးဝါးလည်းမဟုတ်ဘူးတကယ်အပြင်ကလူလိုမျိုးကြီးကို manual မြင်နေရတာမြင်နေရတယ်ဝင်သွားတယ်ဘယ်သူမှမရှိဘူးစကားတော့အပြန်လည်းပြောလိုက်သေးတာဗျာဆိုတော့အဲ့တဲ့တေချာလည်းမရှိတော့အဲ့ဒါတော့နောက်ဆုံးကျွန်တော်ဝိခဲ့တဲ့အကြောင်းမှာတကယ်ကြုံခဲ့တာဆိုတော့ဆရာတော်ကြီးကပဲဒီအကြောင်းကိုတိုင်ရုံးစင်မကုန်သေးတာလားသူကလေးတွေကိုပဲစိတ်မချတာလားဘယ်လိုတွေဖြစ်တာလဲတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဆရာတော်ကြီးကြွပြီလားမကြွဘူးလားတော့ကျွန်တော်လည်းမသိဘူးကိုတီးတဲ့လောက်ပဲကိုပြောလိုက်တာပေါ့နော်
အဲ့ဒီဖြစ်ပျက်တွေကတော့အခုချိန်ကြီးရှိနေတော့ဘူးလေတခါလေကြားလို့ရှိရင်လည်းအဲ့လိုရုပ်ကြီးပေါ့နော်ရေခနဲ့မြင်တဲ့လူတွေလည်းအခုချိန်ကြီးရှိနေတော့ပါပဲဆရာတော်တွေကတော့တရားအထုတ်ပြီးတိုင်းမှာဒီဆရာတော်ကြီးတို့ကိုနာမည်တက်ပြီးတော့တခြားအမြောက်ပြီးပါတယ်ဒါပေမဲ့ဆရာတော်ကြီးကိုယ်တိုင်ရောသူပြန်တော်မူသွားပြီဆိုတော့သိရလားလို့ကျွန်တော်တန်ကြားမှုပြီးပါတယ်ဒီဖြစ်ပျက်လေးကတော့တကယ်တန်ဝေကယူစရာကောင်းပါတယ်ဘာလို့ဆိုတော့ဒါကျွန်တော်တို့တန်ဃာတော်တွေစော်ရမှာမဟုတ်ပါဘူးစာတင်စာချတန်ဃာတော်ကြီးတစ်ပါးဖြစ်တော်ညာလေသူ့ရဲ့အစွဲလေးတစ်ခုကြောင့်ပေါ့နော်ဒီကလေးတွေပေါ့စိတ်မချတဲ့ဂယုဏစိတ်ကလေးနဲ့ဒီမှာလာပြီးတော့တွေ့နေတာလို့တော့ကျွန်တော်သုံးသပ်တယ်ဗျဘယ်သူမှလည်းအနေဖြူခြင်းလည်းမရှိပါဘူးသူ့ဘာသူနေတာပါပဲဒါပေမဲ့အခုချိန်ထိရှိနေတော့မှာပဲဒါလေးကိုကျွန်တော်ဇလန်လေးပေါ့နော်ဒါလေးကျွန်တော်ပြောပါတယ်ဒါတာသနိကအဆောက်အုံတွေကပရာလောကသားတွေစင်းနေမှာတော့ကျုံးဝင်လို့ထင်ပါတယ်ကျုံးပါတယ်ဆိုတော့ကျွန်တော်ဒါဒီနေ့အခုကျွန်တော်ပြောသွားတာကဒါကျွန်တော်ဒီဘုံကျောင်းအတွင်းပါเนาะကျွန်တော်တာသနိကဆိုတော့ကျွန်တော်ဒီဘာသာကြားတွေဘာသာရေးစောက်ဦးတွေအေးစောက်ဦးတွေမှာကျွန်တော်ပြောတာဒါကျွန်တော်ဗုဒ္ဓဘာသာရဲ့ဟိုတည်တယ်လို့ဒီဘုံကျောင်းအတွင်းမှာရှိတဲ့ဒီလောကသားပဲရှိပါသေးတယ်ဟုတ်ပါတယ်ကျွန်တော်နောက်ထပ်ဒီကျွန်တော်တို့ဒီဗုဒ္ဓဘာသာထဲမှာပဲဒီတခြားကျွန်တော်ဒီဖရာပထိုးစီရီပေါ့နော်အဲ့ဒီမှာခိုကပ်ပြီးတော့နေတဲ့ဒီပြလောကသားအကြောင်းတွေကျွန်တော်တို့ဆက်ပြီးပြောဖို့ရှိပါတယ်နော်ပြီးတော့ဓမ္မယုံမှာ6ရဲ့အကြောင်းနော်အဲ့ဒါမျိုးကျွန်တော်ဒီကဒါမျိုးအဆောက်အုံတွေမှာအများကြီးပါဒါမျိုးရှိပါပြီးတော့ဒါကျွန်တော်တို့ဘာသာအတွင်းမှာကျွန်တော်ပြောသွားတာပါပြီးလို့ရှိရင်ဒီကျွန်တော်လာထပ်ပြီးတော့အများကြီးရှိပါတယ်တခြားဘာသာကြားတွေမှာလည်းပဲရှိပါအောင်လေဗျာနော်ဟုတ်ပါတယ်ဆိုတော့အဲ့ဒီအထက်မှာအခုကျွန်တော်တို့ပြောသွားတဲ့အထက်မှာလည်းပဲဆက်ပြီးတော့ဆွေးနွေးလို့ရပါတယ်ကျွန်တော်တို့ comment လေးထပ်မှန်းလို့ရပါတယ်ပြီးလို့တခြားဘာသာကြားတွေပေါ့နော်ဘာသာကြားတွေအတွက်လည်းပဲကိုဘာသာတွင်းအဲ့လိုကိုအဆောက်အဦတွင်းကိုရအတွင်းလည်းအဲ့လိုမျိုးတွေလည်းကျွန်တော်တို့ပြီးတော့ညှောက်ပေးပါအောင်နော်ကျွန်တော်လည်းသိချင်ပါတယ်ခင်ဗျဟုတ်ပါတယ်နော်ဆိုတော့ဒီလောက်ပါပဲနော်ဒီနေ့ကတော့ဒီလောက်ပါပဲခင်ဗျအားလုံးလည်းကျေးဇူးပါကြားပါနောက်ထပ်အစီအစဉ်လေးမှာပြန်ဆုံးပါမယ်ကျွန်တော်တို့အစီအစဉ်လေးကို like and share လေးလုပ်ပြီးအားပေးပါဦးဗျာအားပေးရတော့အများကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ comment လေးတွေဖတ်ဖို့စောင့်နေပါမယ်ကျေးဇူးပါဗျာဟုတ်ကဲ့ပါကျေးဇူးပါ